လိုင်းပေါ်မှာလေအချော်ကိုရင်တပါးတွေ့နေတယ်နော်အဲ့ဒါကိုပြောချင်လို့ဆက်စုံမဖို့လို့ဒီရက်ပိုင်းဆိုလို့ရှိရင်ကျုပ်ဆက်စုံမဖို့တွေကနေလေလာပြီးတော့ပို့ထားတယ်လာမှာပြည်က National Director လူပွဲရတဲ့ကြောတဖန်ပြန်လဲအသက်ဝင်လာပြန်ပြီးဆက်စုံမဖို့လို့လာရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သာနေရာယူလိုက်တော့ဒီရက်ပိုင်းမှာမင်းသားအဆိုတော်ဟောင်းတယောက်ပေါ့နော်သူကနေပြီးတဲ့ခါကျတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ပုတ်ခတ်ပြောဆိုနေတဲ့ဟာတွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချိုးစုံမဖို့တွေကလေစိတ်တူကြလို့တို့တွေကိုလည်းလာပြကြတယ်လာပြကြတဲ့ခါကျသူ့အကြောင်းနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ရှင်တို့ဒီဟာလေးကိုကြည့်ပြီးသွားတဲ့ခါလိုင်းပေါ်မှာလေအချော်ကိုရင်တပါးတွေ့နေတယ်နော်အဲ့ဒါကိုပြောချင်လို့ဆက်စုံမဖို့လို့ဒီရက်ပိုင်းဆိုလို့ရှိရင်ကျုပ်ဆက်စုံမဖို့တွေကနေလေလာပြီးတော့ပို့ထားတယ်လာဆက်စုံမဖို့လို့ရှင်တို့ကြိုက်တဲ့နေရာမှာလာကြိုက်တယ်လို့အရင်နေရာယူလိုက်တော့နော်နေရာယူပြီးတော့ကျုပ်ဘာမှမပြောခင်ရှင်တို့သူ့ရဲ့ဗီဒီယိုပေါင်းများစွာတွေကနေပြီးဗီဒီယိုတစ်ပုဒ်ကိုအရင်ပြကဲအဲ့တော့ရှင်တို့ဒီဟာကိုကြည့်လိုက်ပြီဆိုတဲ့ခါကျရှင်တို့ကိုတုပ်ရင်မေးလာမယ်ကြီးညိုပွဲရဖြစ်နေလားနော်သာသနာတော်ညှိုးနွမ်းစေတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဘာဖြစ်လို့လဲဆိုတော့နံပါတ်1အချက်အနေနဲ့ဝန်လေးတော်နဲ့ညီမညီသူ့အကောင့်ထဲမှာရှင်တို့သွားကြည့်လိုက်နော် BL wildlife နော်ယောက်ျားချင်းညားတဲ့စကားတွေအကြောင်းတွေကိုပြောတယ်နော် TikTok ပေါ်မှာနော်ပြီးတဲ့ခါကျတော့ဒီ makeup filter တွေသုံးပြီးတဲ့အခါကျတော့ဒီ effect တွေနဲ့လေ makeup လိုမျိုး effect တွေနဲ့စော့တယ်ပြီးတဲ့ခါကျတော့ရတယ်နော်ပြီးတဲ့ခါကျ trend တွေ join တယ်နောက်တစ်ခုသင်္ကန်းကိုအဲ့လိုမျိုးမိမရဲ့ဝတ်စုံတွေလိုမျိုးယုံတယ်နော်ပြီးတဲ့ခါကျလူလိုမျိုးအင်ကြီးတွေဝတ်တယ်နော်ပြီးတဲ့ခါကျတော့အောက်ထုတ်တွေစောင်းပြီးတဲ့ခါကျသချင်းတွေဘာတွေနဲ့အဲ့လိုမျိုးတွေလောက်တဲ့အချစ်အကြောင်းတွေတင်းတယ်နောက်တစ်ခုလမ်းလျှောက်တာကစနော်အရန်ကမှပြိုးနေတာပဲဒါတွေအကုန်လုံးကိုရှင်တို့ဖာရှင်တို့ပဲစဉ်းစားကြည့်လိုက်နော်ဝင်နီးတော်နဲ့ညီမညီနော်အဲ့တော့သူ့เจ้าမှာသူ့ကိုเจ้าမှာနေဖို့လို့လက်ခံထားတဲ့เจ้าနိုင်ဘုံကြီးတီဒါတွေကိုမမြင်ဘူးလားနော်အဲ့တော့ဒီဟာတွေဒီဝင်နီးတော်နဲ့လုံးဝမညီဘူးဆိုတာသိရမယ်သိပြီးတဲ့အခါကျတော့လိုက်နာမလားဘာမလားဒီလိုမျိုး line ပေါ်မှာမပြတ်လာခင်အထိသူတို့เจ้าနိုင်ဘုံကြီးကဆုံးမရမယ်နော်အဲ့တော့ line ပေါ်မှာတွေ့လာပြီဆိုလို့ရှိရင်လည်းမြန်မာပြည်မှာဒီသာသနာရေးရာတွေဆိုလို့ရှိရင်လည်းဒီဟာဆုံးမပေးရမယ်ကွယ်သိလားသာသနာတော်ညှိုးနှမ်းတယ်လို့ခံစားသူများမြင်လို့ကဲ့ရဲ့ခြင်းကဲ့ရဲ့မကဲ့ရဲ့ခြင်းတွေကိုယ်တိုင်အရင်ပြောမယ်တို့အရင်ဆုံးเนาะနောက်ပြီးကြတော့သာသနာတော်ညှိုးနှမ်းစေတယ်ဆိုတာကြီးညိုပွဲရဖြစ်နေလားကြည့်လိုက်တာနဲ့ကိုလူတွေကိုအာကုသို့ပေးနေတာလေဘယ်လိုလုပ်ကြီးညိုပွဲရဖြစ်မှာတော့ဗုဒ္ဓဘုရားရဲ့သားတော်တွေဆိုကြတဲ့ကွာတီတီကြီးခန့်ခန့်ညာညာနဲ့ကိုဖြစ်နေရမှာเนาะနောက်တစ်ခုနံပါတ်3အချက်အနေနဲ့ရှင်တို့ပြောပြချင်တာ LGBT နဲ့သာသနာမှာဝင်တာလေเนาะဗုဒ္ဓဘုရားမှာကြတဲ့ကွာဘယ် LGBT ကိုမှမဝင်လို့ပြောထားတာမျိုးမရှိဘူးเนาะဘယ်အချောက်ကိုမှဘယ်ဒီရောက်ကစားအောင်မှเนาะဟိုဟာသာသနာမှာဝင်မယ်မဝင်နဲ့လို့ပြောထားတာမရှိဘူးလူဆိုတာကိုယ့်ဥပမာကျွန်တော်အဲ့ဒီအတွက်ပန်တုတ်ကိုဆိုပြီးတော့ပြောကြလိုက်မယ်နားပုတ်တကားပန်တုတ်ကိုဟိုလိုမဟုတ်တထာဇတ်တုတ်ထဲမှာပါတယ်လေပန်တုတ်ဆိုတာဘာကိုခေါ်လဲကျွန်တော်ရှေ့ဗီဒီယိုထဲမှာလည်းရှင်းပြီးသားနောက်တစ်ခုသာသနာမှာဝင်လို့မရတာကြတော့ဘာလဲဆိုတော့ရှင်တို့သိအောင်ပြောပြလိုက်မယ်လူရဲ့ခန္ဓာကိုယ်မှာအင်္ဂါ2ခုပါနေတာကြောမတော့ပါရဲ့ရွှေကြိုးလေးကလည်းအပေါ်မှာငုတ်စီလေးထောင်းနေတယ်အောက်မှာလည်းအပေါက်လေးလည်းပါနေတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ဝင်လို့မရတာနော်ဒီတခြား LGBTQ တွေဒီစိတ်ကြောင့်ဖြစ်တာတော့ဟော်မုန်းစိတ်ကြောင့်ဖြစ်တာမဟုတ်ဟော်မုန်းကြောင့်မလို့ဖြစ်တဲ့ဟာတွေကကြတော့ဝင်လို့ရတယ်နော်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုကိုထိန်းချုပ်နိုင်ရမယ်ဒီကိုယ့်ရဲ့ပြောင်းလဲတဲ့ဟော်မုန်းပြောင်းလဲလာတဲ့အခါကျကို control လုပ်နိုင်ရမယ်ကိုယ့်ရဲ့စိတ်အသိဉာဏ်ပညာနဲ့ထိန်းပြီးတော့လုပ်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဝင်လို့ရတယ်အခုဆိုလို့ရှိရင်ဖုန်ကြီးဝတ်ပြီးတော့အလားပါကြိုက်တယ်ကိုရင်ဝတ်တယ်အလားပါကြိုက်တယ်ဆိုလို့ရှိရင်ဝတ်เสียမလို့ဘူးအဲ့လိုဖင်လောက်ပြီးတော့လမ်းနေဆောက်ချင်တယ်ဆိုလို့ရှိရင်ဘာမှဝတ်နေကြမလို့လူအလုတ်တွေဒီ BN အကြောင်းတွေရုပ်ရှင်အကြောင်းတွေချစ်ရေးတွေဆွေးနွေးမယ်ဆိုလို့ရှိရင်ဘာမှဝတ်နေကြမလို့အဲ့ဒီတော့ဒီကိုရင်ကိုမပြောချင်တော့ရှင်တို့ဖာရှင်တို့တိုက်တယ်လို့သာစီရင်လိုက်ကြတော့ဒါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အခုတို့ပြလို့ဒီအပိုင်းမှာမင်းသားအဆိုတော်ဟောင်းတယောက်ပေါ့နော်သူကနေပြီးတဲ့ခါကျတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ပုတ်ခတ်ပြောဆိုနေတဲ့ဟာတွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချိုးစုံမပုတ်တွေကလည်းစိတ်တူကြလို့တို့တွေကိုလည်းလာပြကြတဲ့ခါကျသူ့အကြောင်းနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ရှင်တို့ဒီဟာလေးကိုကြည့်ပြီးသွားတဲ့ခါကျအော်ဒီလိုပါလားဆိုပြီးတဲ့ခါကျရှင်တို့လည်းဖြစ်သွားလိမ့်မယ်အဲ့ဒီတော့ရှင်တို့ဘက်ကနေပြီးတော့ဘာမှတုံ့ပြန်ကြမလို့ရှင်တို့ဒီဟာပဲကြည့်သွားလိုက်တော့လာစုံမပုတ်ရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်အဲ့တော့ပထမဆုံးအနေနဲ့သူ့ရဲ့အကြောင်းရင်းပြောရမယ်ဆိုသူဒီမင်းသားလုပ်တယ်ပေါ့နော်မင်းသားလုပ်တဲ့ခါအောင်မြင်လားမအောင်မြင်ဘူးနော်နောက်တစ်ခုကကြပါလေအဆိုတော်လုပ်တယ်အဆိုတော်လုပ်တဲ့ခါကျတော့အောင်မြင်လားမအောင်မြင်ဘူး
နော်နောက်ပြီးကြတော့ MLM product တွေလေအဲ့ product တွေနဲ့တွဲပြီးတဲ့အခါကျတော့အဲ့ဒါတွေကိုကြော်ညာလုပ်တယ်ဟိုလိုဒီလိုမမဇလန်နေအမေမြန်မာပြည်ကိုချစ်တဲ့အကြောင်းဟိုဟာကိုချစ်တဲ့အကြောင်းနော်အဲ့ဒါတွေလုပ်တဲ့အခါကျတော့သူ့ရဲ့အောင်မြင်မှုသူရလားမရအောင်အဲ့ဒီခါကျတော့သူလိုချင်တဲ့ဟာဘယ်ပြောင်းသွားလဲဆိုတဲ့ခါကျတော့ဘာသာပြောင်းပြီးတဲ့အခါကျတော့သူ့ရဲ့အောင်မြင်ကြော်ကြားတဲ့ဟာကိုလိုချင်တာနော်ဒါတခြားဘာသာဝင်တခြားဘာသာတွေကိုပုတ်ခတ်စော်တာပြောဆိုလို့ချင်းလုံးဝမရှိဘူးเนาะတခြားဘာသာဝင်ဆက်စုံမမှုတွေပါလို့ရှိရင်လည်းဒီကနေပြောပဲတောင်းပန်နေဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီမြန်မာပြည်မှာကျတော့ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ကိုယ်လည်းဗုဒ္ဓဘာသာကိုးကွယ်တဲ့အခါကျတော့ကိုယ့်ဘက်ကဒီလိုအမြင်နဲ့ပဲတုံးတက်သွားမှာဖြစ်လို့ပေါ့နော်ဒီနေ့ထဲကနေပြီးအမှားပါတယ်ဆိုလို့ရှိရင်အခုပြတဲ့တစ်ခါလေတခြားဆက်စုံမမှုတွေကတခြားဘာသာဝင်တွေကိုကြိုပြီးတော့တောင်းပန်နေပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာတို့ဘာဘာသာတို့ပဲဖြစ်ဖြစ်နော်အဲ့မှာဆိုလို့ရှိရင်ကိုမိဘဂျာတိဘာသာကိုကိုးကွယ်တယ်ဆိုလို့ရှိရင်ကိုကလည်းအဲ့ဒီဟာကိုကိုးကွယ်လာပြီးတော့အဲ့လိုမျိုးမီယိုဖလာအဖြစ်စပြီးတော့ကိုးကွယ်လာကြတယ်အဲ့ဒီမှာကိုတိုင်းကဒီဘာသာရဲ့အနှစ်သာရကိုသိကျင်တယ်ဆိုလို့ရှိရင်ကိုတိုင်းလေ့လာရတယ်ဘယ်သူတဦးတယောက်ရဲ့ခိုင်းစိတ်မှုမှမဟုတ်ကိုတိုင်းလေ့လာရအဲ့တော့ကိုတိုင်းလေ့လာမလေ့လာပဲနဲ့ကိုတိုင်းမသိဘူးဆိုလို့ရှိရင်ငါဒီဟာကိုကိုးကွယ်နေတာဘာအတွက်လဲဆိုတဲ့တန်တရားစိတ်တွေဝင်လာပြီးတဲ့အခါကျတော့ကိုးကွယ်တဲ့ဘာသာလည်းနားမလည်တဲ့အခါကျတော့အဲ့လိုမျိုးပဲတခြားဘာသာတွေကိုလည်းတခြားဘာသာတွေကဥပမာတခုခုလောက်ပေးတယ်ဥပမာကိုကဗုဒ္ဓဘာသာကိုးကွယ်တယ်တခြားဘာသာတစ်ခုခုကအဲ့လိုမျိုးဆွဲလာတယ်ဆိုလို့ရှိရင်အဲ့ဘက်ကိုရောက်သွားတယ်နော်ပြီးတဲ့ခါကျတော့ကိုကဥပမာခရိယာကိုးကွယ်တယ်ဗုဒ္ဓဘာသာဘက်ကလည်းဒီလိုမျိုးလားဆွဲတယ်ဆိုလို့ရှိရင်အဲ့ဘက်ကိုရောက်သွားတယ်အဲ့ဒီတော့ကိုကွယ်တယ်ကိုရဲ့ဘာသာကိုဘာကိုဒီတေချာအောင်လုပ်ပြီးမှဒီလိုကြောင့်မလို့ဒီလိုငါကိုးကွယ်တဲ့ဘာသာဒီလိုဖြစ်တာမှလားဆိုတဲ့ဟာကိုတေချာသိစေချင်တယ်သူကိုနိုင်ကိုကအတ္တဟိအတ္တနောနာထောဗုဒ္ဓဘာသာမှာဆိုမိမိကိုယ်သာကိုးကွယ်ရလို့ဖခင်ကပြောခဲ့တယ်အဲ့ဒါကိုဒါမှနားမလဲပဲနဲ့အခုသူများစီကိုတွားပြီးတဲ့ခါကျတော့သူများစီကိုတွားပြီးတဲ့ခါကျတော့သူဒီအဲ့ဒီတရားဟောတဲ့လူအချင်းချင်းနဲ့လည်းမတည့်ဘူးကွယ်ဟိုတလောဆိုပြဿနာတွေဖြစ်နေပြီးတဲ့ခါကျတော့အခုဆိုလို့ရှိရင်သူတို့တွေရဲ့လမ်းကြောင်းကရှင်းတယ်ဘာလို့ကျင်တာလဲဆိုတဲ့ခါကျတော့ဒီကနေရရှိတဲ့အောင်မြင်ကြော်ကြားမှုကိုလိုချင်တယ်အဲ့ဒီကနေရရှိတဲ့ထောက်ပံ့မှုတွေဘာတွေညာတွေကိုသူတို့ကလိုချင်တယ်လိုတဲ့ခါကျတော့ဒီလူတယောက်ကဒီတရားဟောတဲ့နေရာမှာနာမည်ကြီးတယ်ဆိုလို့ရှိရင်လူတွေကသူတို့ဘက်မှာလိုက်လာမှာပဲဆိုပြီးတော့ခါကြအဲ့ဒါမျိုးကိုလှုပ်ချင်တာတခြားဘာသာကိုလည်းထက်ထက်ဝင်စိတ်ဝင်စားလို့ရလို့ဘာရလို့မဟုတ်ညာရလို့မဟုတ်ပြီးတဲ့ခါကျတော့နောက်တစ်ခုလူတွေကိုအလိန်ခံမှာဆိုလို့ပြောချင်တာလေဟိုလူဝင်ဘူးတယ်ဟိုဟာဝင်ဘူးတယ်ဟိုလူနဲ့ဘယ်မှာဘလို့တွေ့ပြီးတော့အဲ့ဒါတွေကလေအယူတွေတိလားအယူတွေနော်အယူတွေဆိုကိုယ့်ရဲ့စိတ်ထဲမှာဘယ်သူနဲ့တွေ့လို့ဘယ်သူကဘာကိုပြောသွားတယ်ဆိုအဲ့ဒါအလကားလျှောက်ပြောတာဘယ်သူနဲ့မှလည်းဘယ်မှလည်းမတွေ့ဘူးသူတို့စိတ်ထဲမှာသူတို့ဟာသူတို့အဲ့ဒီဟာကိုယုံကြည်မှုအားလွန်ခဲ့သွားဥပမာပေါ့ထားပါတော့ဒီဝုံလေးပေါ့ဝုံလေးကိုပဲစစ်ကနေဆွဲနေတယ်ဝုံလေးတစ်ကောင်ပေါ့နော်ဝုံလေးတစ်ကောင်ပဲစစ်ကနေဆွဲနေပြီဝုံလေးဆိုဝုံလေးကအိမ်မက်မယ်ဝုံလေးကကိုယ်စကားပြောနေရလို့မြင်မယ်ဝုံလေးဒီကိုယ့်ရဲ့စိတ်ထဲမှာလွှမ်းမိုးနေပြီးတဲ့ခါကျတော့မြင်သမျှကလည်းဝုံလေးပဲဖြစ်နေလိမ့်မယ်အဲ့ဒီတစ်ခုခုကိုလူတွေကတစ်ခုခုကိုဆွဲလန်းတဲ့အခါဆိုလို့ရှိရင်အဲ့ဒီတစ်ခုခုကကိုယ့်ကိုပဲလာပြီးတော့တစ်ခုခုပြောနေတယ်လို့ကိုယ့်ရဲ့အိမ်မက်ထဲမှာပဲလာတွေ့သွားတယ်လို့အဲ့လိုမျိုးတွေပြောတတ်ကြတယ်အဲ့ဒါစိတ်ရဲ့အလုံးလုံးပုံပဲအဲ့ဒီတော့အဲ့ဒါတွေကိုလည်းကိုယ့်ဟာကိုသိအောင်လို့လေ့လာစေချင်တယ်အခုကျသူတို့ကဘာသူကမဟုတ်သူကဘာလုပ်ချင်နေရလဲဆိုတဲ့ခါကျတော့ဒီကိုကလူတွေကိုအယုံသွင်းပြီးတဲ့အခါကျတော့လိန်ချင်တာကွဲတိလားလူတွေကိုအယုံသွင်းပြီးအားကြောင့်မလို့ရှင်တို့လည်းအယုံမလွယ်ဘူးလို့ပေါ့နော်ဘလို့အယုံသွင်းချင်တာလဲဆိုတော့ခါကျသူကဒီဟာတစ်ခုမကောင်းလို့သူစွန့်ပစ်လိုက်တယ်နော်စွန့်ပစ်လိုက်တယ်ဆိုတဲ့ခါကျတော့သူကအဲ့ဒီကနေလာပြီးတော့ဟုတ်တယ်အဲ့လိုမျိုးကြောင့်မလို့ငါတို့ဘက်မှာလာပြီးတော့ကိုးကွယ်တာသူတကယ်တွေးလို့နေမယ်ဆိုပြီးတဲ့ခါကျတော့အဟုတ်မှတ်နေကြမှာစိုးလို့ရှင်တို့လည်းလေနော်ဒါမျိုးတွေကလိန်ပြီးတဲ့ခါကျတော့ဒီဘာသာရေးနဲ့ပတ်သက်လို့ရှိရင်မြန်မာတွေမှာလောက်စားရတာအလွယ်ဆုံးပဲအဲ့ဒါကြောင့်မို့လေတချို့တွေဆိုလို့ရှိရင်ဘာသာရေးနဲ့နှော်ရင်းနေတဲ့ဓာတ်တွေနတ်တွေတောင်မှလောက်စားရတာအရန်လွယ်တယ်ဆိုရှင်တို့စဉ်းစားလာကြည့်လိုက်တော့နော်အဲ့တော့သူများကိုဒီလိုမျိုးပုတ်ခတ်ပြီးတော့ဟိုလိုမျိုးပုတ်ခတ်ပြီးတော့မပြောစရာမလိုကိုရဲ့ဘာသာကောင်းတယ်ဆိုလို့ရှိရင်ဒါရန်တိုက်တာလည်းမဟုတ်ဘာသာမဟုတ်ဥပမာဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်လည်းရှိတယ်နော်ဘယ်နံပါတ်ကိုတက်ထားတဲ့ဟာတွေကိုမစားနဲ့လို့အဲ့လိုမျိုးဟောတဲ့ဘုန်းကြီးတွေဆိုလို့ရှိရင်တို့ကလုံးဝအထင်မကြီးဘူးနော်ပြီးတဲ့ခါကျတော့ဘာဖြစ်လို့ဘယ်သူအိမ်ဖြစ်လို့မသွားနဲ့ဘယ်အိမ်ဖြစ်လို့မဝင်ပြီးတော့ဘာမစားနဲ့ငယ်ငယ်တော့အဲ့လိုရန်တိုက်ပေးတဲ့လူတွေဆိုလို့ရှိရင်လေအဲ့ဒီဘုန်းကြီးတွေဆိုလို့ရှိရင်လေတို့ကဘယ်တော့မှမကိုးကွယ်ငယ်ငယ်ကလေးကလေပြီးတဲ့ခါကျရှင်တို့လည်းငယ်ငယ်ကလေးကနေကြီးကြားဘူးကြမှာပါအဲ့ဒီဘယ်လိုခေါ်မလဲဘုန်းကြီးတွေကိုနိုင်ကွာကြတော့အဲ့လိုမျိုးဆွဲတာတွေတို့ဘာတွေတို့လည်းရှိရဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်လေအဲ့လိုမျိုးတွေကိုလည်းဘယ်တော့မှအထင်မကြီးဘူးကိုတိုင်းတိတ်ချာချာကိုခွဲတဲ့ဘာသာတရားတစ်ခုကိုတိုင်းတိတ်ချာချာလေးလားကိုတိုင်းသိအောင်လုပ်ပြီးတော့တကယ်ဟုတ်နေပြီလားမကောင်းတာသိကြပြီလားတကယ်လို့ပြောင်းနေဆိုလို့ရှိရင်တော့သူများဘက်ကိုပြောင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီရဲ့ကိုမကိုးခွဲချင်လို့မကိုးခွဲတဲ့ဘာသာမလားဘယ်တော့မှမကောင်းမပြောနဲ့နော်အဲ့ဒါပဲသိစေချင်တာဒါပဲနောက်ပြီးတော့ပြန်တွေးကြမင်းကဲမြန်မာပြည်က National Writer လူပွဲရတဲ့ကြောတဖန်ပြန်လဲအသက်ဝင်လာပြန်ပြီးဆက်စုမပူတွေလာရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သာနေရာယူလိုက်တော့နော်ရှင်တို့သိပြီးကြတဲ့အတိုင်းပဲမြန်မာပြည်မှာ National Writer နေရာအတွက်ကိုလေမျိုးသားတယောက်နဲ့မျိုးသမီးတယောက်နဲ့အဲ့ဒီဟာပြဿနာတွေဖြစ်နေကြတယ်လေဟိုဘက်ကတင်လိုက်နဲ့ဆိုတဲ့အခါကျတော့နော်ဒီနေ့မှာဆိုလို့ရှိရင်အမျိုးသားဘက်ကစာတင်ထားတဲ့ subject တွေလဲရုပ်လိုက်ကြတာဗျာတဲ့ဒီတဲ့
ဒီ organization ဘက်ကိုတဲ့သူ့ရဲ့အရင်တော့ဗီဒီယိုတွေကိုတွားပြကြတယ်ပဲတွားပြကြတယ်ဆိုတော့အောက်တန်းကြားလိုက်တာတိုင်းစူးစမ်းလေရပါတယ်ဆိုပြီးတင်ထားတာအဲ့သူတို့ရဲ့အဲ့ organization main organization ကြီးကိုတဲ့ဒီ national writer အမျိုးသားကပေါ့နော်အရင်တော့သူဘာတွေလုပ်ခဲ့ပါတယ်ဆိုတဲ့ဗီဒီယိုတွေပေါ့ actually အဲ့ဒါမှအရင်တော့သူအဲ့လိုမျိုးတွေရိုက်ခဲ့ဘူးတဲ့သူမှားပါတယ်ဆိုတဲ့အကြောင်းလေးသူဖတ်သူဝန်ခံထားတယ်ပေါ့နော်လူတွေရတဲ့အမားတက်ကိုပြန်လဲစူးစမ်းခွင့်ရှိတယ်ဘာညာနဲ့သူအင်တာဗျူးတွေမှာလည်းအဲ့ဒါကိုပြောထားတယ်လေအဲ့တော့အဲ့ရဲ့ဗီဒီယိုတွေကိုအဲ့ဘယ်သူကသွားပေါ်ရလဲတော့မသိဘူးเนาะအဲ့သူတို့ကလည်းသတင်းပြန်ကြလို့နဲ့ထင်တယ်အဲ့ဒါကိုတင်ထားတာစုမပူလို့ရေးเนาะပြီးတဲ့ခါကျတော့တကယ်လို့ဒါတဲ့ဒီတိုးထင်တာပေါ့နော်တကယ်လို့ဒါအဲ့ဒီဟိုဘက်ကနေမပေးဘူးသူ့နာမည်နဲ့စာချုပ်ချုပ်လို့မရဘူးဆိုလို့ရှိရင်တခြားသူ့တော့ပေးတော့ပေးမယ်ပေါ့နော် national writer သူမဟုတ်ဘဲနဲ့တခြားသူလို့ဖြစ်ချင်လဲဖြစ်လိမ့်မယ်ပေါ့သူတို့ဒီပြန်ငွေပြန်မအမ်းနိုင်အောင်ဆိုရင်တကယ်တော့ငွေပြန်အမ်းလို့စာချုပ်တွေဖြတ်ကြပြီဆိုလို့ရှိရင်တော့ဘာတွေဆက်ဖြစ်ကြမလဲတော့တို့လည်းမသိဘူးဘေကားပေါ်မှာစောင့်ကြည့်ရမှာပဲရှင်တို့လည်းသူပြောသလိုမျိုးသူတို့ရဲ့စာချုပ်ကဒီအမျိုးသား national writer အမျိုးသားပြောခဲ့သလိုမျိုးပဲသူတို့ရဲ့စာချုပ်ကနှစ်လပိုင်းကလေးကြီးပဲပြီးခဲ့တာမတင်သေးဘူးမတင်သေးတဲ့အောင်ဆိုလို့ပဲသူကစောင့်နေတာပေါ့နော်ဒီသူတို့ရဲ့ဒီပွဲမပြီးသေးလို့ပေါ့နော်အဲ့ဒီအခါကျဒီ22ရက်နေ့မှာဘာညာတွေလောက်ကြမယ်30ရက်ဒီဒီဇင်ဘာ31ရက်အထိစောင့်ကြည့်ပေးလို့ဘာလို့လဲပြောထားတယ်ဟိုဘက်ကဒီအမျိုးသမီးဘက်ကလည်းညှိနှိုင်းဆဲပါမညာနဲ့ဆိုပြီးတော့လည်းတင်ထားတော့ရှိတယ်အဲ့ဒီနောက်ထပ်ဘာဖြစ်လာမလဲဆိုတော့ဘေကာပေါ်မှာထက်ကြည့်ရမှာပဲเนาะနောက်ပြီးတော့ဒီမှာပြန်စမ်းမယ်တတာအဲ့ဒါပြောတောင်း